လောက်တစ်ခုကိုဖင်မြဲအောင်လုပ်တဲ့အချင်းကိုရှောင်းပါအရန်တန်ဖို့ရှိပါတယ်ဗီဒီယိုလေးဖြစ်ပါနော်လာစာကိုအရင်မကြည့်နဲ့ဘယ်အရာကိုမဆိုလေ့တာသင်ယူလိုတဲ့စိတ်ရှိပါသေးနံပါတ်1လာစာကိုမကြည့်နဲ့အတွေ့အကြုံကိုအရင်ယူပါအရင်အချင်းရှိရဲ့အခါငွေကမိမိနောက်လိုက်လာနိုင်မယ်နံပါတ်2နော်နံပါတ်3ကကိုကဘယ်လမ်းကြောင်းနဲ့ပို့ပြီးတော့အဆင်ပြေလဲလုပ်ငန်းခွင်ထဲမှာအမြဲသင်ယူလေ့လာပါနံပါတ်4အလုပ်တစ်ခုထဲမှာဖင်မြဲပြီးလောက်ကင်တဲ့အကျင့်ကိုရှောင်ပါတိုးတော့ကိုဝါနာမာရဲ့လမ်းကြောင်းအတိုင်းဆက်ရှောင်နေဘူးလို့လိုတယ်နံပါတ်5ဘဟုတုတအပိုင်းနဲ့ပတ်သက်လို့စာပေများကိုဖတ်ရှုလေ့လာပါနိုင်ငံရေးစီးပွားရေးသတင်းများကိုလည်းဖတ်ရှုပါနံပါတ်6ဘယ်ရာမှကိုနဲ့မဆိုင်တယ်လို့မနေပါနဲ့တိုးတော့နေရာတိုင်းကိုတော့ဝင်ရောက်ဆွန့်ပတ်စရာမလိုပါဝေဖန်ပိုင်းခြားနိုင်ဆိုတော့ရှိပါစေနံပါတ်9လောက်ကန်ခဲ့တဲ့အလောက်အခိုင်ကိုချေရာတွေကြံခဲ့နေပါစေဆိုလိုချင်းကအောင်မြင်မှုကိုယူဖို့ပြောတာပါနံပါတ်10အကောင်းမြင်စိတ်သင်ယူလိုစိတ်ပြုပြင်လွယ်စိတ်ရှိပါစေအလုပ်စားလုပ်မယ်လူငယ်တွေအတွက်ဖြစ်ဖြစ်လက်ရှိလုပ်တဲ့အလုပ်ကိုစိတ်ကုန်နေလို့ပဲဖြစ်ဖြစ်ပြောချင်တာကလုပ်ငန်းအတိုင်းမှာယူတက်ရတဲ့အတွေ့အကြုံကောင်းတွေရှိတယ်လို့သင်ယူလို့ရတဲ့အပိုင်းတွေအများကြီးရှိပါတယ်ဆိုပဲအကြောင်းထက်လောင်းအကြံပြုလိုက်ရပါတယ်နေ့စဉ်ဘဝမှာလူချင်းမင်းတို့ရဲ့အခြေအနေကိုကုံဆုံးရတာအကျိုးရှိစေဖို့နေ့စဉ်ဘဟုတုတအဖျားဖျားကောင်းလို့ရောရာတွေကိုချက်ဆက်ပေးနေတာမို့လို့ဒီဗီဒီယိုလေးကိုအပေါင်းလေးနှိပ်တာနိုင်ပါတယ်ကိုမမှာလည်းဟိုင်းခဲ့နိုင်ပါတယ်